NS မြန်မာအနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာတကယ်ချင်းတို့ရေအခုတလော anime community ထဲမှာတောင်းဖျက်နဲ့အကောင်းဆုံးရုံကောင်းတော့ညှိုးခံနေရတဲ့အပြင် rating တွေကိုပါစံချိန်ချိုးခဲ့တဲ့ထိတ်တန်းအချစ် anime ဟာတာကာတကားဖြစ်တဲ့ The Danger in My Heart အကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ဗျာဒီဇလန်ဟာမိမိကိုဒီကြံဆန်စွာဖြတ်တန်းနေပြီးစိတ်တစားဆန်အတွေးတွေတွေးတတ်တဲ့အကောင်လေးတစ်ယောက်နဲ့အကြောင်းမှအရန်လှပြီးအောင်မြင်တဲ့ဟိုတမာလေးတယောက်တို့ရဲ့မထင်မှတ်ထားတဲ့စံပြပြီးနှွေးထွေးလာတဲ့အကြောင်းတွင်အချစ်ဇလန်တွေပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ပရိသတ်တွေအသေးဆွဲဖြစ်ခဲ့ရတဲ့ဒီကားလေးရဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ကိုဖိတ်ခေါ်လိုက်ပါတယ်ဗျာကဲဆက်ကြည့်လိုက်ရအောင်နော်ဇလန်ရဲ့မင်းသားအီချီကာဝါခွီယိုတာရိုဟာအလဲတန်းចောင်းသားတစ်ယောက်ဖြစ်ပြီးသူကိုကျောင်းကလူစိုးကောင်လေးတစ်ယောက်လိုလူသက်ရှင်စိတ်ရှိတဲ့စိတ်တစားမားလေးတစ်ယောက်လိုအမြဲတမ်းပုံဖော်နေတတ်တဲ့ edgy point လေးတစ်ယောက်ဖြစ်ပါတယ်အထူးသဖြင့်သူဟာကျောင်းမှာအရန်နာမည်ကြီးပြီးအလှပကေးမော်ဒယ်မလေးရမဒန်အန်နာကိုဒုက္ခပေးချင်နေတာပါဒါပေမဲ့တကယ်လက်တွေ့ဘဝမှာတော့စာကြည့်တိုက်ထဲမှာသူမြင်တွေ့လိုက်ရတဲ့မော်ဒယ်မလေးရမဒန်ဟာသူထင်ထားတယ်လို့စမတ်ကြနေတတ်တာမျိုးမဟုတ်ဘဲသူများတွေမသိအောင်မုန်းတွေခိုးပြီးစားတာတွေပေါက်ကရတွေလုပ်ပြီးအမအယွန်းယွန်းဖြစ်တဲ့ချစ်စရာကလေးဆန်နဲ့မိန်းကလေးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဗျာဒီလိုနဲ့အီချီကာဝါဟာယာမာဒါရဲ့လူဝက်ချောက်ကိုဘေးကနေမတိမတာကူညီပေးရင်သူဖြစ်ချင်ပါတယ်ဆိုရက်စိတ်တဆဆက်အတွေးတွေဟာအမုန်းကြောင့်မဟုတ်ပဲယာမာဒါကိုတိတ်တဆိတ်သဘောကျနေမိတဲ့ရင်ခုန်တန်တွေဖြစ်နေမှသဘောပေါက်လာပါတော့တယ်အစပိုင်းမှာတော့အီချီကာဝါဟာသူ့ရဲ့အတွင်ပြင်ကြောင့်ယာမာဒါကိုအနားမကက်ရဲပဲဘေးကနေတိတ်တဆိတ်ကာကွယ်ပေးနေတာဖြစ်ပါတယ်ဗျာဒါပေမဲ့ယာမာဒါဟာတမန်မင်းကလေးတွေလို့လူဒန်းစာခွဲခြားတဲ့စိတ်မျိုးမရှိပဲအီချီကာဝါရဲ့ရိုတာပီကျနာတဲ့စရိုက်ကိုတဖြည်းဖြည်းတတိထားမိလာခဲ့ပါတယ်။သူမဟာဇာကြီးတိုက်ထဲမှာအမြဲတမ်းအီချီကာဝါရဲ့ဘေးနားကိုလာထိုင်ပြီးမုန်းတွေအတူတူစားတာတွေစားနောက်တာတွေလုပ်ရင်းနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတဖြည်းဖြည်းမတိမတာနှက်ဆိုင်လာခဲ့ပါတယ်။အထူးသဖြင့်ယာမာဒါဟာအပြင်လောကမှာမော်ဒယ်အလုပ်တွေကိုလုပ်နေရလို့စိတ်ဖိစီးမှုတွေရှိနေပေမဲ့အီချီကာဝါနဲ့အတူရှိနေချိန်မှာတော့နှွေးထွေးမှုတွေရရှိတဲ့အတွက်ကြောင့်မလို့အီချီကာဝါအပေါ်ပို့ပြီးတော့မိခိုလာပါတော့တယ်ဗျာ။ဒီဇလန်ကို IMDb မှာကော anime community ထဲမှာပါ rating အမြင့်ဆုံးလို့သတ်မှတ်ထားကြတဲ့အဓိကအချက်ကတော့ character growth တွေကလုံးဝကိုအထားကျပြီးအမိုက်စားဖြစ်နေတာပဲဖြစ်ပါတယ်ဗျာမင်းသားအီချီကာဝါဟာအစပိုင်းမှာကိုယုံကြည်မှုမရှိပဲအမှောင်ထဲမှာပုံနေပေမဲ့ယာမာဒါကိုကာကွယ်ပေးခြင်းတဲ့စိတ်တစ်ခုတည်းနဲ့ရဲရင်ပြတ်သားတဲ့ယောက်ျားလေးတစ်ယောက်အဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်သူမရဲ့ model အလုပ်တွေကိုထိခိုက်နိုင်မဲ့အခြေအနေမျိုးတွေကျောင်းက senior တွေနှောက်ယှက်မှုတွေကနေအီချီကာဝါဟာသူ့ရဲ့အုံနောက်နဲ့တက်တီကိုသုံးပြီးအမြဲတမ်းကာကွယ်ပေးခဲ့တာဖြစ်ပါတယ်ဗျာယာမာဒါဘက်ကလည်းအီချီကာဝါရဲ့ပြောင်းလဲမှုတွေနဲ့ယိုသားမှုတွေကိုမြင်ပြီးအခြားယောက်ျားလေးတွေထက်အီချီကာဝါကိုပဲသူ့ရဲ့နှလုံးသားတစ်ခုလုံးပုံအပ်ပြီးယူမမှုချစ်မိသွားခဲ့တာမလို့ဇက်ရှိန်တက်လာတဲ့အခါမှာလုံးဝကိုရင်ခုန်စရာကောင်းလာပါတယ်ဗျာ The Danger in My Heart ရဲ့အမိုက်ဆုံးအချက်ကတော့ character နှစ်ယောက်ကြားကခံစားချက်တွေကိုအလောတကြီးမလုပ်ဘဲသစင်ချင်းစီတဘာဝကြကြချပြသွားတာပဲဖြစ်ပါတယ်ဗျာဒါကြောင့်မလို့လေပရိသတ်တွေကသူတို့နှစ်ယောက်ရဲ့ relationship အဆင့်တက်လာတိုင်းရင်ခုန်နေရတယ်လို့ခံစားရတာပါပဲအစပိုင်းမှာစိတ်တဆဆန်အတွေးနဲ့စတင်ပေမဲ့ဇက်ရှိန်တက်လာတဲ့အမျှမင်းသားနဲ့မင်းသမီးတို့ရဲ့စိတ်သက်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအပြင်ပန်းအတွင်းပြင်ကိုမကြည့်ပဲစိတ်သက်ချင်းနှီးစပ်သွားကြပုံတွေကိုစနစ်တကျဇညွှန်းနဲ့ဖော်ပြထားတာဖြစ်ပါတယ်ဒီလို character growth နဲ့ရုပ်ထွက်ပိုင်းဆိုင်ရာကိုတေချာဖန်တီးမှုတွေကြောင့်ရိုးရိုးအချစ်ဟာတ anime ကနေခွဲထွက်ပြီး fan တွေကအကောင်းဆုံး rom com anime တစ်ခုအဖြစ်သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်ဗျာကဲအချုပ်အဖြစ်ပြောရရင်တော့ဗျာ The Danger in My Heart ဟာရင်ခုန်စရာဇလန်းစစ်ကိုမှ character growth တွေနဲ့အတူအရသာရှိကြည်ကျင်သူတွေအတွက်လုံးဝကိုမကြည့်မဖြစ်ကြည့်ရမယ့် anime လေးတစ်ခုဖြစ်ပါတယ်တကယ်ချင်းတို့ရောစိတ်သက်သာဆန်အတွေးတွေနဲ့အထီးကျန်နေတဲ့အီချီကာဝါနဲ့မော်ဒယ်မလေးယာမာဒါတို့ရဲ့အချစ်ဇလန်အပေါ်ဘယ်လိုမြင်ကြလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်နော်ကျွန်တော်တို့ NS မြန်မာ channel လေးက anime reviews တွေကိုအမြဲတမ်းအမိုက်စားတင်ဆက်ပေးမယ့် channel လေးဖြစ်တာမလို့ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ပေးပြီးဝန်ရံပေးဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးပဲတက်တာ